အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဝတ်သားတုတ်ထိုးလေးထပ်ပြီးတော့ချက်စားဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့နည်းနည်းများများလေးလုပ်ထားပါတယ်ရှင်အရေးတစ်ခါလုပ်တာစားမဝလို့ပေါ့နော်အရန်ကိုစားလို့ကောင်းလို့အားလုံးလေးလိုက်ကြည့်လို့ရအောင်လို့မျှဝေပေးလိုက်ပါတယ်ရှင်ရေဦးဆုံးတကြားလေးတွေကိုစီနဲ့ရေလေးနဲ့အရေးပြောသွားအောင်ရေဦးဆုံးမှုပေးလိုက်ပါမယ်အရေးပြောသွားပြီဆိုရင်တော့ကိုမရှိရဲ့အသားလေးပေါ့နော်ကျမကတော့စုပ်ရဲ့တဲရဲ့သားရဲ့ပဲရှိပါတယ်ရှင်တခြားကလေးစားတွေမရှိဘူးပေါ့နော်အဲ့နဲ့အဲ့ဟာလေးနဲ့ပဲလုပ်စားပြပါလေရှင်သူတို့ကိုစီလေးပြန်လာပြီးချအောင်အယုံဆုံးကြော်ပြလိုက်ပါမယ်ရှင်ရီလေးတွေလည်းခန်းသွားအောင်ပေါ့နော်ကိုတော့ရီခန်းသွားပြီဆိုတော့စပြီးတော့ချက်ပါမယ်ချစ်တော်နီချစ်တော်ဖြူပြင်ချင်းဟွာကြအောင်ပြင်တော့ဒါတော့နနက်ပွင့်အကျိတ်ထားပြီးသားပေါ့နော်ပြင်ငံပြကြီးစားဟင်းချုံမုံပြင်တော့ခင်းစီထည့်ပြီးတော့ရေဒါကတော့စော့ကျင်လေးထည့်လိုက်တာပေါ့နော်အနံ့လေးကြိုက်လို့ပါပြင်တော့ရေနည်းလေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်သူ့တည်ထားနေခင်မှာပဲစော်လေးလုံးနေပေါ့နော်ပဝင်ပစ္စည်းတွေကတော့ပြထားတဲ့အတိုင်းပါပဲရှင်သူတို့အားလုံးကိုကြိတ်လိုက်ပါမယ်အရသာကိုတော့ကြိတ်ပြီးသွားရင်ကိုယ်လိုပြန်ပြီးထပ်ထည့်လို့ရပါတယ်ရှင်စော်လဲလှုပ်ပြီးသွားပြီဆိုတော့ဝတ်သားလေးရလိုက်ရေလေးခန်းသွားပြီပေါ့နော်ရေနဲ့ရေလောက်ခန်းသွားပြီပါလိရှင့်အဲ့ဆိုတော့စပြီးတော့တုံးလေးတွေလီးပါမယ်ဆိုင်မှာလို့တော့တသေးလေးမတုံးပေါ့နော်ကြီးလေးတုံးလိုက်ပါတယ်ရှင်ကြီးအားရပါရစားရအောင်လို့ပါနော်ဒါလေးတွေတုံးပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီရှင်ဗီဒီယိုကိုဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းဘယ်လိုဟင်းလေးတွေချက်ပြအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်